မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းပါကျွတ်ဆိုပါတယ်ကျွန်တော်နာမည်နိုင်လေပါကျွန်တော်ဒီနေ့ Excel သင်ခန်းစာလောကတွက်ချက်တဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ Excel မှာကိုကရုံးနေမှာကုမ္ပဏီတွေမှာအလုပ်လုပ်တဲ့ကိုယ့်ရဲ့တရက်ရငွေကိုလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေ့ရမှာလဲပေါ့နော်အဲ့တော့ဒီလောကတွက်ချက်တဲ့ပုံစံလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲ့တော့ကျွန်တော် Excel လေးကိုဖွင့်လိုက်မယ်နော်Excel လေးဖွင့်သွားပြီဆိုလို့ရှိရင်ကျွန်တော် Excel ကိုအကုန်လုံးကိုမြန်မာစာနဲ့ရေးမှာဖြစ်တဲ့အတွက်အကုန်လုံးကို select ပေးလိုက်ပါမယ်နော် select ပေးခြင်း Ctrl A နဲ့နှိပ်လဲရပါတယ်သို့မဟုတ်တောင်းလေးမှာရှိတဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်လဲရပါတယ်โอเคအကုန်လုံးကို select ပေးပြီးသွားပြီဆိုလို့ရှိရင် font ဆိုတဲ့နေရာမှာ Zoji1 ဆိုတာလေးကိုရေးလိုက်ပါမယ်နော် Excel မှာကျွန်တော်ကတော့ Zoji1 နဲ့ပဲရေးပါတယ်ပြည်အောင်စု font နဲ့ရေးမယ်ဆိုလို့ရှိရင်တော့ Office version 2010မှာအဆင်ပြေပါတယ်2016တွေ2019တွေမှာတော့တချို့စကားလုံးတွေရေးလို့များတဲ့အဲ့ဒါလေးရှိပါတယ်အဲ့တော့ကျွန်တော်ကတော့ Zoji လေးနဲ့ပဲရေးပါရနော်ရင်ဦးဆုံးကွာစာမရေးခင်မှာပထမဦးစွာကိုရေးချင်တဲ့ site လေးကိုသတ်မှတ်ထားဖို့လိုပါတယ်အဲ့တော့ site လေးသတ်မှတ်ချင်တယ်ဆိုလို့ရှိရင် page layout ထဲကိုသွားပါ site ဆိုတဲ့နေရာမှာ A4 ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်နော်โอเคဒါဆိုလို့ချင်းကျွန်တော်ကဒီ area လေးအတွင်းမှာရေးမှဒါ print ထုတ်လို့ရှိရင်အကုန်လုံးကပါလာမှာပါเนาะအဲ့တော့ဒီမှာစာစပြီးတော့ရေးမယ်เนาะโอเคအမည်ကနေစရေးမယ်เนาะအမည်ပါပြီးလာစာပါအလုံးရက်ပါလုံးရက်လေးပြီးသွားလို့ရှိရင်နောက်တစ်ခုကတော့တရက်ပေါ့เนาะဒီကိုလောအားကတရက်ရငွေပါတရက်ရငွေပါနောက်တစ်ခုကတော့မှတ်ချက်ပါเนาะမှတ်ချက်ဆိုတော့ကိုကခွင့်နေယူတာခီးသွားလားအဲ့လိုမျိုးပုံစံမျိုးလေးပါသူ့ကိုကျင်းနေရဆိုလို့ရှိရင်ပေါ်မှာရှိတဲ့ column လေးခေါင်းစဉ်လေးကနေပြီးတော့သူ့ကိုချက်ပေးလိုက်မယ်เนาะโอเคချက်ပြီးသွားရဆိုလို့ရှိရင်အောက်မှာကိုရဲ့ကိုကဟိုအလုပ်သမားတွေကိုနာမည်ပေးရမယ်ဆိုလို့ရှိရင်ကိုရဲ့ဒီမှာအလုပ်သမားရဲ့နာမည်လေးရေးပေးလိုက်တော့ကျွန်တော်ဒီမှာဦးเนาะသူ့ကိုဦးတီဟလို့ပဲပေးလိုက်မယ်เนาะဦးတီဟပြီးနောက်တစ်ခုကပေါ့เนาะဦးစောအောင်ပေါ့เนาะနောက်တစ်ခုကကျတော့ဟိုမှာဒေါ်ပေါ့เนาะဒေါ်တီတာပေါ့เนาะဒေါ်တီတာနောက်တစ်ခုကတော့ဒေါ်အေးပေါ့เนาะပြီးလို့ရှိရင်မတ်ပေါ့เนาะဒီမတ်မြပေါ့เนาะမမြပြီးလို့ရှိရင်ကိုတော်တာပေါ့เนาะโอเคရမယ်เนาะဒါလေးပြီးသွားလို့ရှိရင်သူတို့ရဲ့လာစာလေးကိုဒီမှာရေးလိုက်ပါเนาะအဲ့တော့သူကလာစာလေးထားပါ၄သိန်းပေါ့เนาะအဲ့တော့၄သိန်း1နေ့ပြီး1 2 3ပါ3ညာ5လုံးပါနောက်တစ်ခုကတော့3သိန်းခွဲပေါ့เนาะအဲ့တော့နောက်တစ်ယောက်ကကျတော့3သိန်းပဲထားပါစို့ပေါ့เนาะ3သိန်းပေါ့เนาะနောက်တစ်ခုက2သိန်းပေါ့เนาะထားပါတော့2သိန်းခွဲပေါ့เนาะ2သိန်းခွဲမမြတော့2သိန်းရပါတယ်2သိန်းရပါတယ်အခုကိုတော်ရလည်း2သိန်းရပါတယ်ပေါ့เนาะအဲ့တော့ဒီမှာသူတို့ရဲ့ဒါအလုပ်ဆင်းတဲ့ကိုယ့်ရဲ့အလုပ်ဆင်းတဲ့ချက်တွေကိုရေးပါနော်ကိုက function နေနေဆိုလို့ရှိရင်လည်းကိုယ့်ရှိကိုလာလို့တဲ့သူအလုပ်ဆင်းတဲ့အချိန်တွေကိုရေးပါအဲ့တော့ရေးလိုက်မယ်နော်ဒါဥတီဟာတော့31ရက်နေ့လာတယ်30ရတော့အဖြစ်လားတွေကိုတွက်မယ်ဆိုလို့ရှိရင်တော့31ရက်နဲ့ပဲ30ရက်ကိုထားပြီးတော့တွက်တာများပါတယ်30ပေါ့နော်သူကတော့20နဲ့မှထားခါပါတော့သူဒါ29ရက်ပေါ့နော်ခွင့်ယူရပေါ့နော်အဲ့တော့30နဲ့မှ1ရက်အဲ့တော့30တော့သူကတော့28ရက်ပေါ့နော်30တရက်ပေါ့နော်ဂျာရဲမှာဒါကတော့ဒီမှတ်ချက်ဆိုတာတော့မှာခွင့်နေပေါ့တော့မှာဆေးခွင့်ဆိုလဲဆေးခွင့်ပေါ့နော်ဆေးခွင့်ပုံစံမျိုးလေးပါဆေးခွင့်ဒါကတော့မှာခွင့်ယူပေါ့နော်ခွင့်ယူတယ်နောက်တစ်ယောက်ကကျတော့သူကတော့ခီးသွားပေါ့နော်โอเคရမယ်နော်ကျန်တဲ့ရက်တွေကလူရအကုန်လုံးကတော့လာပါတယ်โอเคပြီးရင်သူတို့အလဲကောင်လေးမှာထားကျင်တယ်ဆိုလို့ရှိရင်ထားလိုက်ပါနော်အဲ့တော့အကုန်လုံးကိုကျွန်တော်ဇရာလေးဆွဲကျင်တယ်ဆိုလို့ရှိရင်အကုန်လုံးကို select လေးပေးလိုက်ပါပြီးတော့လို့ရှိရင် home နဲ့ကိုသွားပါ
ဘော်ဒါဆိုတဲ့နေရာမှာအောဘော်ဒါဆိုတာလေးကိုနှိပ်ပေးလိုက်မယ်နော်ကိုကြိုက်နေတဲ့မြင်းတွေကိုထားခြင်းတယ်ဆိုလို့ရှိရင်အောက်မှာမိုးဘော်ဒါကိုနှိပ်ပြီးတော့လည်းထားလို့ရပါတယ်ကိုကဘယ်လိုမြင်းလေးထားမှလဲသူ့ကိုအထူလေးထားမှလဲအောက်လိုင်းပန်တွေအထူလေးပါအတွင်းထဲကတော့နည်းနည်းမှိန်တဲ့ဟာလေးကိုပဲထားမယ်နော်ပြင်ကြိုက်တယ်ဆိုရင် okay လို့ပေးလိုက်ပါဒီလိုမျိုးလေးလည်းထားလို့ရပါတယ်အလဲကောင်လေးမှာထားခြင်းတယ်အကုန်လုံးဆက်လက်ပေးလိုက်ပါပြီးရင်ဟုံးထဲမှာရှိတဲ့ဆန္ဒဆိုတာလေးကိုနှိပ်ပေးလိုက်ပါစလုံးလေးကိုနည်းနည်းကြီးကျင်တယ်ဆိုလို့ရှိရင် increasing font size ဆိုတာလေးကိုနည်းနည်းလေးတိုးပေးလိုက်မယ်နော်ကြည့်တော့ပါပြီသူ့ကိုအရောင်ထင်တော့အောင်ဘိုးဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်အောက်ကစာတွေကိုလည်းလေကောင်မှာထားခြင်းဆက်လက်ပေးပြီးတော့ဆန္ဒဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคအခုလိုမျိုးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာတရက်နော်ကိုယ့်ရဲ့လောအားကတရက်ရငွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့အရင်ဆုံး sorry အရင်ဆုံး equal to ရေးပါပြီးရင်ကိုယ့်ရဲ့လစာကိုနော်လစာကိုအစာနော်ကျွန်တော်အစာလေးရတော့ဒီ numlock လေးနာအစာလေးပါဒုတ်ချောင်းအဆောင်လေးကိုနှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာကိုယ့်ရဲ့အလုံးရက်ကိုနှိပ်ပါပြီးရင်အနာခောက်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့လောအားကတရက်ရငွေကိုရရှိပါရယ်နော်ဒီလိုမျိုးနောက်မှာပေါ့နေထွက်နေရဆိုလို့ရှိရင်တော့ဒီ number တွေကဒီ decreasing နော်ဒီ decreasing decimal ဆိုတာလေးကိုချော့ပေးလိုက်ပါရမယ်နော်အဲ့တော့အောက်ကလူကိုလည်းအဲ့လိုပါပဲ equal to ရေးပါလစာကိုတီပါပြီးရင်အစားကိုနှိပ်ပါ30ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့တရက်လိုအားကောရရှိပါမယ်နော်အောက်ကစားရေးလည်းအဲ့လိုပါပဲအောက်ကစားရေးကျတော့ဒီတွက်ပုံတွက်နေရတူပါပဲအဲ့တော့သူ့ကိုတစ်ချက်နှိပ်ပြီးတော့ထောင်လေးနော်ဒီထောင်လေးကိုအပေါင်းလေးကိုနှိပ်လိုက်ပါအောက်ကဒီထောင်လေးကိုသွားပြီးတော့ထောက်လိုက်မယ်ဆိုရင်အပေါင်းလေးပေါ်ပါရရင်ဖိပြီးတော့အောက်ကိုဆွဲလိုက်နော်ဒါဆိုလို့ရှိရင်ရမယ်နော်ဒီနီးလန်းလေးကတော့တစ်ခုပြောတာရှိပါတယ်ကိုအပေါ်ဦးဆုံးမှာမှန်နေဖို့လိုပါခဲ့အပေါ်ဆုံးကတစ်ခုမှားလို့ရှိရင်အောက်ကကောင်နေရာလည်းအကုန်လုံးကမှားရယ်နော်အဲ့တော့သူ့ကိုငါ point တွေကိုမလို့ချင်ဘူးဆိုလို့ရှိရင် decreasing decimal ဆိုတာလေးကို short ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ okay ဒါဆိုလို့ရှိရင်ဒီမှာကိုလိုချင်တဲ့တရရငွေတွေကိုရသွားပြီနော်ကိုကဒီမှာကမြန်မာလိုပေါ့နော်ဒီမှာမြန်မာလိုရေးချင်တယ်ဆိုလို့ရှိရင်လည်းမြန်မာလိုရေးလို့ရပါတယ်နော်အဲ့တော့မြန်မာလိုရေးကြည့်မယ်နော်အဲ့တော့မြန်မာလိုရေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ number keyboard လေးကိုရေးလို့မရပါဘူးအပေါ်မှာရှိတာလေးကိုရေးပေးရပါတယ်အဲ့တော့ဒီမှာ၄သိန်းပေါ့နော်4 1 2 3 4 5ပေါ့နော်ဒါဆို4သိန်းပါအဲ့တော့2 4 5တော့တခြားအားတွေလည်းကျွန်တော်တခုချင်းစီလိုက်ပြင်နေမယ်ဆိုလို့ရှိရင်အချိန်လေးကြာပါတယ်အဲ့တော့ဘာသုံးပါလဲဆိုလို့ရှိရင်ဒီ clipboard group တွေကနေပြီးတော့ format ပိန်တာလေးကိုသုံးလို့ရှိရင်ရပါတယ်သူ့ကိုတစ်ချက်နှိပ်လိုက်ပါတစ်ချက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကတစ်ခါပဲသုံးလို့ရတယ်နော်တစ်ခါပဲသုံးလို့ရပါတယ်ဒီ format ပိန်တာလေးကိုသူ့ကိုနှစ်ချက်ဆက်တိုက်နှိပ်မယ်ဆိုလို့ရှိရင်တော့ကိုကြိုက်နေတဲ့တက်တော့သုံးလို့ရပါတယ်တစ်ချက်နှိပ်အောက်ကိုဒီတိုင်းဖိပြီးတော့ဆွဲလဲရရနော်အကုန်လုံးဒီတိုင်းဖိပြီးတော့ဆွဲလဲရပါတယ်ဖိပြီးတော့ဆွဲလဲရပါတယ်ဒါဆိုလို့ရှိရင်အကုန်လုံးမြန်မာစာတွေပြောင်းလဲလုပ်ပြီးသွားပါပြီနော်ပြီးသွားရင်format ပိန်တာလေးကိုတစ်ချက်ပြန်ပြီးတော့နှိပ်ပေးလိုက်ပါအဲ့တော့အလဲကောင်မှာဆန္ဒမှာထားခြင်းဆက်လက်ပေးပါဆန္ဒဆိုတာလေးကိုနှိပ်ပါမြင်းလေးရပြတ်သွားရဆိုလို့ရှိရင်အကုန်လုံးဆက်လက်လေးပေးပြီးတော့ဒီ order ဆိုတာလေးကိုဒီမှာတစ်ချက်ပြန်ပြီးတော့နှိပ်လန်ရရနော်အဲ့တော့သူ့ကိုတစ်ချက်ပြန်ပြီးတော့နှိပ်ပေးလိုက် okay ပါဒါဆိုလို့ရှိရင်အကုန်လုံးကိုလည်းမြန်မာစာလေးကိုလည်းဒီ format ပိန်တာလေးကိုသုံးပြီးတော့ပြုလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုရမယ်လို့လည်းထင်ပါတယ်ခင်ဗျာအခုစမပြာနားမလည်ရှိလို့ရှိရင်ကျွန်တော်ရဲ့ page chat box လေးမှာလည်းဝင်ရောက်ပြီးတော့လည်းမေးလို့ရပါတယ်ဗီဒီယိုလေးရဲ့ comment လေးမှာလည်းမေးလို့ရပါတယ်เนาะโอเคဒီဗီဒီယိုသင်ခန်းစာလေးရမေးဆိုတော့အတွက်ကိုအကျိုးရှိမယ်လို့လည်းထင်ပါတယ်โอเคအားလုံးလည်းအဆင်ပြေမယ်လို့လည်းထင်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ